နမဲမျိုးစုံပြောင်းပြီးလွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းဘွားမှာအကိုပေးတဲ့နမဲဂျပန်ပေးတဲ့နမဲနဲ့ပြည်သူပေးတဲ့နမဲဆိုပြီးနမဲတွေမျိုးစုံရှိပါတယ်။ဘယ်နမဲကိုဘလို့ကြောင့်မှဲ့ခေါ်ဖြစ်ခဲ့တာပါလဲ။ဗိုလ်ချုပ်ကိုမွေးတုန်းကစနေသားဖြစ်လို့စာရာနမဲကထိန်လင်းဖြစ်ပါတယ်။ဒါပေမဲ့ဒီနမဲကိုခေါ်သူနေပြီးအကိုဖြစ်သူအောင်တန်းကသူ့နမဲနဲ့စင်တူအောင်ပေးထားတဲ့အောင်ဆန်းဆိုတဲ့နမဲကပဲတွင်ကျဲခဲ့ပါတယ်။အသက်23နှစ်ရောက်တဲ့ကဒုဗမာအစည်းအုံထဲဝင်ပြီးနိုင်ငံရေးလှုပ်တော့အများနည်းတူသခင်အောင်ဆန်းဖြစ်လာပါတယ်။1940ဆိုမှအေယာရီတိုင်းဟင်္သရခရိုင်ဇလုံမြို့မှာအင်္ဂလိပ်ဆိုရကိုအကြီးညိုပြအောင်ဟောပြောလို့အင်္ဂလိပ်ကသူ့ကိုမိရင်စုငွေ9ချက်ပေးမယ်ဆိုပြီးဖန်ဝရန်ထုတ်ပါတယ်။သခင်အောင်ဆန်းလည်းပုံရှိုးခွဲရှိုးနေရပြီးအဲ့ဒီကာလအတွင်းလွတ်လပ်ရေးအတွက်ပြည်ပအကူအညီယူဖို့အဆက်အသွယ်ရှာခဲ့ပါတယ်။အဲ့ဒီနောက်တရုတ်ကွန်မြူနစ်ပါတီနဲ့အဆက်အသွယ်ရပြီးတရုတ်ပြည်အမွာမြို့ကိုရုပ်ဖျက်ပြီးသင်္ဘောနဲ့ထွက်လာပါတယ်။အဲ့ဒီတုန်းကအင်္ဂလိပ်တွေရိပ်မိသွားမှဆိုလို့သူ့နာမည်ကိုတရုတ်နာမည်တန်လူရှောင်ဆိုပြီးပြောင်းခဲ့ရပါတယ်။ဗိုလ်ချုပ်အောင်ဆန်းရဲဘော်3ကျိတ်ကိုဦးဆောင်ပြီးဟိုင်နန်ကျွန်းနဲ့ထိုင်ဝမ်ကျွန်းမှာဂျပန်စီကစစ်ပညာကိုသင်ယူကြတော့သူ့ကိုဂျပန်တွေပေးတဲ့နာမည်ကအိုမိုရမိုဂျီဖြစ်ပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မှာလုပ်တဲ့ဗမာလွတ်လပ်ရေးတပ်မတော် BIA ဖွဲ့စည်းတဲ့အခမ်းအနားမှာတော့ရဲဘော်3ကျိတ်ဝင်နေဂျပန်နာမည်ကိုပြောင်းဘိုးနာမည်တွေခံယူကြတဲ့အခါဗိုလ်ချုပ်အောင်ဆန်းလည်းဗိုလ်တွေစဖြစ်လာပါတယ်။ဒီနာမည်လည်းအထိမ့်မဲ့ဖြစ်ပေးတဲ့နာမည်ဖြစ်လို့မတွင်ကျပါဘူး။ဖက်စစ်ဂျပန်လက်ထက်1943ကျဗမာကာကွယ်ရေးတပ်မတော် BDA မှာဗိုလ်ချုပ်ရာထူးတိုးမြင့်ခံရပြီးဗိုလ်ချုပ်အောင်ဆန်းရဲလို့ဖြစ်လာပါတယ်။အဲဒီတုန်းကသူ့အသက်28နှစ်ပဲရှိပါသေးတယ်။ BDA မှာဗိုလ်ချုပ်ရာထူးယူထားပြီးဖက်စစ်ဂျပန်စက်ကြီးကိုလှည့်ဝက်လုပ်တဲ့အခါဂျပန်တွေမရိပ်မိအောင်ဦးနောင်ချိုဆိုတဲ့နာမည်ကိုသုံးစွဲခဲ့ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းရဲ့ဘဝတစ်လျှောက်လုံးမှာနာမည်10မျိုးအထိရှိခဲ့ပါတယ်။အဲဒီနာမည်တွေပြင်ဗိုလ်ချုပ်ရဲ့ရဲဘော်တွေကသူ့ကိုချစ်စနိုးနဲ့ငမိုးဆိုပြီးခေါ်ကြတယ်လို့စာရေးဆရာတကုံတိုက်ရကတော့ဗိုလ်ချုပ်ရဲ့ယူသားဟန်ကိုပေါ်လွင်ဖို့အရိုင်းဆိုပြီးသူ့စာထဲမှာတင်စားရေးပါတယ်။ဗိုလ်ချုပ်အောင်ဆန်းလွတ်လပ်ရေးကြိုးပမ်းမှုကာလတစ်လျှောက်လိုအပ်ချက်ရနာမည်မျိုးစုံပြောင်းလဲသုံးစွဲခဲ့ရပါတယ်။နာမည်တွေဘလို့ပြောင်းမြန်မာနိုင်ငံမှာတော့ဗိုလ်ချုပ်လို့ပြောရင်ဗိုလ်ချုပ်အောင်ဆန်းကိုညွှန်းဆိုမှန်းကလေးကအစလူကြီးဆုံးအားလုံးသိကြတာဖြစ်ပါတော့တယ်။